နာတော်တာစင်ကြီးများလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တို့အားလုံးဟာနှစ်ပေါင်းထောင်ချီကကျူတင်ဟောကိန်းထုတ်ခဲ့ပြီးသားဖြစ်တဲ့အဖြစ်အပျက်တွေကြားမှာနေထိုင်နေကြရတယ်ဆိုရင်ယုံကြည်နိုင်မှာမလားမြတ်စွာဘုရားရှင်လက်ထက်တော်အခါကကောသလမင်းကြီးဟာအိမ်မက်16ချက်မှတ်ခဲ့ပါတယ်အိမ်မက်တွေဟာတိုင်းပြည်အတွက်ဘေးဥပဒ်တွေဖြစ်မလားဆိုပြီးစိုးရိမ်ပြီးပါကမြတ်စွာဘုရားရှင်ဟာရှောက်တင်တော်မူခဲ့ပါတယ်ထိုချိန်မှာမြတ်စွာဘုရားရှင်ကဒီအိမ်မက်တွေဟာနာဂတ်ကာလဒီကဘာကြီးဆုပ်ယုပ်ပြောင်းလဲလာတော့တဲ့ကာလမှာဖြစ်ပေါ်လာမယ်သဘောတရားများဖြစ်တယ်ဆိုတဲ့အကြောင်းကိုအိမ်မက်များနဲ့အတူဟောကြားပေးတော်မူခဲ့ပါတယ်ဒီနေ့မှာတော့ကောသလမင်းကြီးရဲ့အိမ်မက်16ချက်နဲ့ယနေ့ကဘာဆိုတဲ့ခေါင်းစဉ်နဲ့အတူကျမ်းဂန်လာအိမ်မက်များအတိုင်းတိတိကျကျဖော်ပြပြီးဒီအိမ်မက်တွေကယနေ့ခေတ်ကျွန်တော်တို့မျက်မှောက်ကာလမှာလဲဘလို့တိကျဖြစ်ပေါ်နေပြီလဲဆိုတော့ကိုရှုမြင်နိုင်မှာဖြစ်ပါတယ်နံပါတ်1အမေကတော့နွားနတ်၄ခုဝိမှုဟန်ပြင်မဝေ့ကြပဲရှောင်လဲတည်မြင်အဖြေကတော့အရှိအနောက်တောင်မြောင်မိုးစင်ချိန်တံပေးမိုးဝေးလွန့်ပြောက်စင်နံပါတ်1အိမ်မက်ကတော့နိုင်ရင်မြင်ရှိဝဲနွားနတ်ကြီး၄ကောင်ခွေမိဟန်ပြူပြီးမှမခွေပဲရှောင်လဲသွားကြသည်ကိုမြင်မှတ်ပါသည်အဓိပ္ပာယ်ကတော့တရားမဆောင်သောမင်းတို့လက်ထက်ထွန်ရက်စိုက်ပျိုးချိန်မှာမိုးရွာမိဟန်ပြူပြီးမှမရွာဝဲပျောက်ကွယ်သွားကဘိုးကောင်ရေရှားဖြစ်ရသည့်အဓိပ္ပာယ်ဖြစ်ပါတယ်နံပါတ်2အမေကတော့မြေကမကြွငယ်လာတစ်ပင်ဖူးငုံရင်ပြီးပွင့်သီးတွေမြင်အဖြေကတော့အရွယ်မမြလုံမပြုတ်ခင်တမိသားလင်ထားအိမ်အောင်စင်နံပါတ်2အိမ်မက်ကတော့အရွယ်နဲ့မမြငယ်ရွယ်သောတစ်ပင်တို့သည်တီးကြကုန်မြင်မှတ်ပါတယ်အဓိပ္ပာယ်ကတော့ကိလေသာယာကထူပြော၍အရွယ်မရောက်ခင်အိမ်အောင်ပြုကသာသမီများရကြသည်အဓိပ္ပာယ်ရပါတယ်နံပါတ်3အမေကတော့ယနေ့ဖွားစနွားမနှုတ်တာမိခင်နွားကြီးစုပြီးနေရှာအဖြေကတော့သမီးနေသားစီးပွားဆိုင်ရာမိနစ်ဖကျွေးမစားရမှာနံပါတ်3အိမ်မက်ကတော့နွားမကြီးတို့သည်ဝေးဖွားကာစနွားကလေးတို့၏နှုတ်ကိုစိုးကြသည်မြင်မှတ်ပါသည်အဓိပ္ပာယ်ကတော့ကာရဝတရားပြပြသောကာလ၌သာသမီငယ်တို့ထံမိဘများရိုးကျိုးခုကပ်နေရခြင်းအဓိပ္ပာယ်ရပါသည်နံပါတ်4အမေကတော့နွားကြီးမကြိုက်ဝင်တိုင်နွားငယ်မယုံနိုင်ပဲဝစ်လဲနေတယ်အဖြေကတော့ကြည်သူပေရှာညှောက်ထားလူငယ်တိုင်းပြည်ရေးချုပ်ထွေးပွေတော့မယ်နံပါတ်4အိမ်မက်ကတော့ခွင်အားပလာပြည်စုံသောနွားကြီးများကိုပယ်ပြီးနှုတ်ပြိုသောနွားငယ်များကိုဝင်ကြီးတင်ကရုံးစီသည်ကိုမြင်မှတ်ပါတယ်အဓိပ္ပာယ်ကတော့နောင်ခါကြီးသောအမှုကိစ္စတာဝန်များအားလူကြီးများကိုပယ်ပြီးငယ်ရွယ်သူတို့ကိုသာကြီးကျယ်ဆုံးဖြတ်စေလိမ့်မယ်အဓိပ္ပာယ်ရပါတယ်နံပါတ်5အမေကတော့ခရွေးနှုတ်ခမြင်းလာရာစာပြည့်ပြည့်သမျှမဝနိုင်ပါအဖြေကတော့မူးမမင်းစိုးလက်ထိုးသူရှာနှစ်ဖက်စားတရားစီရင်ပါနံပါတ်5အိမ်မက်ကတော့ဥကောင်းနှလုံးရှိသောမြင်းသည်နှစ်ဖက်သောဥကောင်းနှင့်အစာစားသည်မြင်မှတ်ပါသည်အဓိပ္ပာယ်ကတော့နောင်ခါဝဲတရားစီရင်ဌာနများ၌နှစ်ဦးသူတို့ထံမှလက်ယူပြီးထင်ရမြင်ရဆုံးဖြတ်လိမ့်မည်အဓိပ္ပာယ်ရပါသည်နံပါတ်6အမေကတော့ခွေးအိုထန်ဆက်ရှုဖတ်သိမ့်တန်ကျင်ငယ်အမြဲခွက်ထဲစွန့်ပြန်အဖြေကတော့မျိုးမြတ်သမီးပစ္စည်းမဟန်အမျိုးရုပ်လင်းလုံးပေါင်းဆက်ဆံနံပါတ်6အိမ်မက်ကတော့ဟိုတသိမ့်တန်ရှုခွက်ဝဲကျင်ငယ်စွန့်မှလို့ညီခွေးအားပြည့်သည်ဟုမြင်မှတ်ပါသည်အဓိပ္ပာယ်ကတော့ဆုပ်ယုပ်သောကာလဝဲအမျိုးမမှန်တော်လဲအဖို့တန်သမီးရတနာကိုသိမ့်ယူပါရန်ဒုဒုက္ခဆက်တတ်ရလိမ့်မည်အဓိပ္ပာယ်ရပါသည်နံပါတ်9အမေကတော့ရှိကကြစ်ချလွန်စာကျိုးကိုခွေးမခိုးစားကြိုက်ဝါးကမျိုးအဖြေကတော့လင်ကြီးပစ္စည်းသိသိမတူလင်ငယ်အားမရလောကုတ်ကိုနံပါတ်9အိမ်မက်ကတော့ကျစ်ဆဲဖြစ်သောကျိုးလွန်အဖျားကိုမြေခွေးငယ်ကခိုးရစားနေသည်ကိုမြင်မှတ်ပါသည်အဓိပ္ပာယ်ကတော့နောင်ခါဝဲမျိုးသမီးတို့သည်ကိုကျင်တရားပြည့်၍စိတ်ညံ့ရဌာန၌ငယ်ရွယ်သူတို့နှင့်ပျော်မြူးလိမ့်မည်အဓိပ္ပာယ်ရပါသည်နံပါတ်10အမေကတော့အိုးငယ်ချီနီအိုးကြီးရေရှမ်းအိုးကြီးကိုပဲရေဆွဲလောင်းပြန်အဖြေကတော့စင်ရဲသူများဝစ်စားမကြံအခွန်တွက်နှိမ့်ဆက်ငွေကောက်ခံနံပါတ်10အိမ်မက်ကတော့လူတို့သည်ရေမရှိအိုးငယ်များရန်သောရေပြေအိုးကြီးကိုသာရေလောင်းကြသည်မြင်မှတ်ပါသည်အဓိပ္ပာယ်ကတော့မ
မိမိတို့တွင်ရိတ်ခါမပြည့်စုံတော့လဲကိုယ်ပိုင်ပစ္စည်းကိုအာဏာပိုင်တို့ထံပို့ဆောင်ပေးကြရလိမ့်မည်အဓိပ္ပာယ်ရပါသည်နံပါတ်9အမေကတော့ကြာမျိုးငါးဝပွင့်ကြရေကန်ရေလေနောက်လျက်ကမ်းပတ်ကြည်ပြန်အဖြေကတော့မြို့ရင်းပွေရှုပ်ခွင်တုတ်ကောက်ခံမြို့ပြင်ထွက်ပြည့်နဲ့စီကားရန်နံပါတ်9အိမ်မက်ကတော့အနာကြည်၍အလဲနောက်သောရေကန်၌တရဝါများရေတောက်ကြသည်မြင်မှတ်ပါသည်အဓိပ္ပာယ်ကတော့နောင်ခါမြို့ရွာအလယ်၌အခွန်နှိမ့်ဆက်လွန်း၍မြို့စွန်ရွာပြားသို့ပြောင်းရွှေ့နေကြရလိမ့်မည်အဓိပ္ပာယ်ရပါသည်နံပါတ်10အမေကတော့တအိုးတဲ့ချက်အကြက်မညီသမင်းမာဆက်ပြော့နှက်သုံးလီဖြေကတော့မင်းနှင့်လူများတရားမညီမိုးသုံးစားကွက်ကြားရွာချနီနံပါတ်10အိမ်မက်ကတော့တအိုးတဲ့တက်ချက်သောသမင်းသည်ပျော်လွန်းမာလွန်းတင့်ယုံအားဖြင့်သုံးမျိုးသုံးစားကြက်သည်ကိုမြင်မှတ်ပါသည်အဓိပ္ပာယ်ကတော့တရားပြတ်သောကာလဝယ်မိုးကွက်ကြားရွာချင်းကြောင့်လေယာညံ့ခြင်းဖြင်းခြင်းကောင်းခြင်းသုံးမျိုးသုံးစားကွက်ကြားတီးပွင့်ပြီးအဓိပ္ပာယ်ရပါသည်နံပါတ်17အမေကတော့မွေးထုံနှံကျူးစနကူသိန်းနံပုံးရီနှင့်လဲသုံးဆွဲစားပြန်အဖြေကတော့အလစ်စီများတရားဖို့တံငွေနှင့်လဲအမြဲဟောမိမှန်နံပါတ်17အိမ်မက်ကတော့တသိန်းနံစနကူဗရံများစိန်တို့ကိုရက်တက်ပုတ်ရီနှင့်လဲစားသည်မြင်မှတ်ပါသည်အဓိပ္ပာယ်ကတော့တရားပြတ်သောကာလဝယ်မြတ်ဗျာ၏တရားတော်ကိုပစ္စည်းဥစ္စာရရှိရန်ရည်မှန်း၍လှည့်လည်ဟောပြောလိမ့်မည်ဟုအဓိပ္ပာယ်ရပါသည်နံပါတ်7အမေကတော့တန်ကြီးမပေါင်းဘူးတောင်ဘူးအောင်ရေတွင်ဆုပ်ဆုပ်နစ်မြုပ်လုံးစုံအဖြေကတော့ပညာရှိများစကားအုပ်တုံပြောသမျှလောကမသုံးကုန်နံပါတ်7အိမ်မက်ကတော့အချီနီသောဘူးတောင်တို့သည်ရေလယ်၌နစ်မြုပ်ကြသည်မြင်မှတ်ပါသည်အဓိပ္ပာယ်ကတော့နောင်သောကာလမှာအနှစ်မရှိသူယုံမာတို့၏စကားကိုသာလူများနှစ်သက်၍လက်ခံအတည်ပြုကြလိမ့်မည်အဓိပ္ပာယ်ရပါသည်နံပါတ်73အမေကတော့အိမ်လုံးတောင်လုံးကြောက်တုံးကြောက်ဖြာရေမွာဘွားဘွားထင်ရှားပေါ်လာအဖြေကတော့ယဟန်ရှင်ဆိုးလူဆိုးများသာဂုံရောင်တို့တကိုးပေါ်ထွက်မှာနံပါတ်73အိမ်မက်ကတော့ကြောက်ဖြာကြီးသည်လေသွင်ကဲ့သို့ရေပြင်အလယ်၌ပေါ်နေသည်ဟုမြင်မှတ်ပါသည်အဓိပ္ပာယ်ကတော့ဆုတ်ယုတ်သောကာလဝယ်သူတော်ကောင်းတို့၏စကားကိုလူတို့မနစ်မြို့ပဲရှောင်လဲပယ်ဆွန့်ကြလိမ့်မည်အဓိပ္ပာယ်ရပါသည်နံပါတ်14အစိတ်ပြင်းတောက်မွေးဟောက်ကြီးကိုဖားငယ်မှများကြိုက်ဝါးကမျိုးအဖြေကတော့ကညာယူထတကြားဖို့ကိုမရဆဲအမြဲအောင်ငေါ့ဆိုနံပါတ်14အိမ်မက်ကတော့ငွေကြီးကိုဖားငယ်ကကြိုက်ဖက်စားတော့နေသည်ဟုမြင်မှတ်ပါသည်အဓိပ္ပာယ်ကတော့နောင်ခါကိလေသာအလိုလိုက်၍မိမိထက်ငယ်ရွယ်သူနှင့်ပေါင်းသင်းနေထိုင်ခြင်းကြောင့်အနိုင်ခံရလိမ့်မည်ဟုအဓိပ္ပာယ်ရပါသည်နံပါတ်15အမေကတော့အစင်းမဲနဲ့ကြီးငတ်ထံမှာရွှေဟင်းသားများခစားနေရှာအဖြေကတော့ပညာသီလပြေဝသူဟာသူရုပ်အားဝတ်တွားနေရမှာနံပါတ်15အိမ်မက်ကတော့ရုပ်မာသောကြီးကိုရွှေဟင်းသားများကခြံရံနေကြသည်မြင်မှတ်ပါသည်အဓိပ္ပာယ်ကတော့တရားပြတ်ချိန်၌အကျင့်တရားနှင့်ပြည့်စုံသောသူတော်ကောင်းတို့သည်သူယုံမာတို့ထံမိခိုခရ၍နေကြရလိမ့်မည်အဓိပ္ပာယ်ရပါသည်နံပါတ်16အမေကတော့စိတ်ကိုမြင်ညာကြောက်အားပြင်းထန်ချင်းသေးတကြခုံလွှားပြေးပြန်အဖြေကတော့သူယုံမာများထောင်လွှားနိုင်ငံသူတော်ကောင်းပုံအောင်တော်မြိုင်ရန်နံပါတ်16အိမ်မက်ကတော့ကျတစ်တို့ကိုစိတ်များကလိုက်လံကြိုက်တက်စားကြသည်မြင်မှတ်ပါသည်အဓိပ္ပာယ်ကတော့သူယုံမာတို့သည်မင်းမြောင်စုကပ်ပြုလုပ်၍သူတော်ကောင်းများကိုညှဉ်းပန်းနှိပ်စက်ကြလိမ့်မည်အဓိပ္ပာယ်ရပါသည်နောက်တော့ဆင်စီများခင်ဗျာကျွန်တော်တို့ကြားသိနေရတဲ့နေ့စဉ်သတင်းတွေလူမှုရေးတွေပြောင်းလဲမှုတွေနဲ့ဘလောက်ထိတူညီနေပါသလဲအဓိကအားဖြင့်လောဘဒေါသမောဟတရားတွေပြင်းထန်လာတဲ့အခါလူသားတွေရဲ့ဇာတိတဂါရဝတရားတွေယုံယုံပျက်စီးလာပုံကိုဒီအိမ်မက်တွေကနေတတိပေးနေတာပါဒါကြောင့်ဒီအိမ်မက်16ချက်ကကျွန်တော်တို့ကိုပေးခြင်းတဲ့အကြီးမားဆုံးတတိပေးချက်ကတော့ကဘာကြီးရဲ့ပြောင်းလဲမှုတွေကြားမှာလူသားချင်းစာနာမှုသစ္စာတရားနဲ့ကိုကျင်တရားတွေကိုမမေ့ပဲထိမ့်သိမ်းဆောက်ရှောက်ဖို့ပဲဖြစ်ပါတယ်လို့ပြောကြရင်ဗီဒီယိုလေးကိုညီကုန်းချုပ်လိုက်ပါတယ်